မင်္ဂလာပါရှင်ဒီနေ့မှာဆိုလို့ရှိရင်တော့စိတ်ပိုင်းဆိုင်ရာဒီယောဂတစ်မျိုးဖြစ်တဲ့ bipolar disorder စိတ်အတက်အကျမြန်တဲ့ယောဂနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီစိတ်အတက်အကျမြန်တဲ့ယောဂကိုပုံမှန်အားဖြင့်ဆိုရင်တော့လူတွေသိတာကဒီ depression ဝင်လိုက် psychosis ဖြစ်လိုက် depression ဝင်လိုက် psychosis ဖြစ်လိုက်ပေါ့နော်ဒီလိုမျိုးကိုသိကြတာများတယ်တကယ်တမ်းတော့အဲ့ဒီထက်ပိုတယ်ပေါ့နော်ဒီမှာအပိုင်း၃ခုရှိတယ်ဒီ manic hypomanic နဲ့ဒီ depression ဆိုပြီးတော့ဒီဟာတွေကဒီ type အပေါ်မူတည်ပြီးတော့မှပေါ့နော်ဒီ bipolar အမျိုးအစားပေါ်မူတည်ပြီးတော့မှဒီတစ်ခုပြီးတစ်ခုဒီဖြစ်နေတာပေါ့နော်ဒီလိုမျိုး series like ပေါ့ series like ကြီးကိုမှ bipolar disorder လို့သတ်မှတ်တာဖြစ်ပါတယ်ဆိုတော့ဒီ bipolar disorder စိတ်အတက်အကျမြန်တဲ့ယောဂဖြစ်ပြီးဆိုရင်ကသူ့ရဲ့အတွေးတွေသူ့ရဲ့အပြုအမူတွေသူ့ရဲ့ခံစားချက်တွေကအစပေါ့နော်စိတ်အခြေအနေတွေကအစအကုန်လုံးကြပြောင်းကြပြန်နေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသူ့ရဲ့လူမှုဆက်ဆံရေးပိုင်းဆိုင်ရာကျန်းမာရေးပိုင်းဆိုင်ရာဒီအလုပ်ကိုင်ပိုင်းဆိုင်ရာပေါ့နော်ဒါမျိုးတွေအကုန်လုံးမှာဆိုလို့ရှိရင်ထိခိုက်မှုတွေရှိနိုင်တဲ့ယောဂတစ်မျိုးဖြစ်တယ်စောစောစီးစီးသိပြီးတော့ဒီကုသမှုခံယူမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးကိုယ့်ရဲ့အလုပ်ပိုင်းဆိုင်ရာကိုယ့်ရဲ့ကျန်းမာရေးပိုင်းဆိုင်ရာတွေပါထိခိုက်နိုင်တာကနေပြီးတော့တိုင်းတာတစ်ခုထိကာကွယ်နိုင်နေပေါ့နော်ဆိုတော့ဒီ bipolar ယောဂကိုဖြစ်စေတဲ့အကြောင်းရင်းတွေကိုပြောပါဆိုလို့ရှိရင်တော့ပထမအဆုံးကတော့ဒီလိုလိုက်တဲ့ယောဂတစ်ခုလည်းဖြစ်တယ်ဒုတိယအနေနဲ့ဆိုလို့ရှိရင်သူကျင်လဲကျစားခဲ့ရတဲ့ပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့လည်းဒါဖြစ်နိုင်တယ်တတိယတစ်ခုအနေနဲ့အရေးကြီးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ bipolar ယောဂ theory ရဲ့60%လောက်ကိုစမ်းစစ်ကြည့်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်သူတို့ရဲ့အတွက်ဖြစ်စေတဲ့အကြောင်းရင်းကဒီ life events တွေဖြစ်နေတယ်ဘာလဲဆိုတော့ကိုဘဝပေါ့နော်ဘလို့ဖြတ်တန်းလာရလဲပေါ့မူတည်ပြီးတော့ပေါ့ဥပမာပေးရမယ်ဆိုလို့ရှိရင်ဒီလို childhood trauma တွေရှိမယ်ဒီကလေးတော့ရခဲ့တဲ့စိတ်ဒဏ်ရာတွေနောက်စောစောစီးစီးဒီလိုမိဘတွေကိုဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့်လို့ရတဲ့စိတ်ဒဏ်ရာတွေရှိမယ် emotional abuse တွေ neglect တွေပေါ့ဒီလိုဟာတွေဒီ physically abuse မှမဟုတ်ဘူးဆိုင်ရာကိုဒီလိုမျိုးထိခိုက်ခံစားနေရတဲ့သူတွေဒါမှမဟုတ်လို့ရှိရင်ကလေးတွေမှာဆိုလို့ရှိရင်လည်းဒီလို emotional neglect တွေပေါ့ဒီလိုဟာတွေကနေပြီးတော့မှတဖြည်းဖြည်းဒါ bipolar disorder ကိုဖြစ်စေနိုင်တဲ့အကြောင်းအရာတွေဖြစ်ကုန်တယ်အဲ့တော့နောက်တစ်မျိုးအနေနဲ့ဆိုလို့ရှိရင်ကကြတော့ neurochemicals ဒီအောက်နောက်ထဲမှာဖြစ်တာအဓိကအပြင်ဆိုလို့ရှိရင်တော့ဒီ chemicals နှမျိုးဖြစ်တဲ့ဒီ dopamine နဲ့ serotonin ဘာလို့လဲဆိုဒီနှမျိုးကဒီ mood ကိုထိန်းတဲ့နေရာမှာဆိုလို့ရှိရင်ဒီနှမျိုးကအရေးပါတယ်အဲ့ဒီ neurochemicals လေးတွေ imbalance ဖြစ်တာကြောင့်မလို့လဲဒီ bipolar disorder ကဖြစ်နိုင်တယ်ပေါ့နော်ဒီနေရာမှာယောက်ျားလေးတွေမှာပိုဖြစ်နိုင်တယ်မိန်းကလေးမှာပိုဖြစ်နိုင်တယ်လို့တော့မရှိဘူးဒါပေမဲ့ဒီအသက်အရွယ်အပိုင်းခြားနှစ်ခုဖြစ်တဲ့15နှစ်ကနေပြီးတော့24နှစ်အတွင်းအပိုင်းခြားတစ်ခုရယ်ဒီ45နှစ်ကနေ54နှစ်အတွင်းဖြစ်တဲ့အပိုင်းခြားတစ်ခုရယ်ပေါ့ဒီအပိုင်းခြားနှစ်ခုမှာဆိုလို့ရှိရင်တော့ဒီ bipolar disorder ဖြစ်နိုင်ရေးပိုပြီးတော့ရှိတယ်ပေါ့နော်ဒီဖြတ်တန်းရတဲ့ဘဝဒီဘဝတစ်စစ်ချိုးတွေပေါ့ဒီဒီနေမှာဆိုလို့ရှိရင်တော့ပိုပြီးဖြစ်နိုင်ကြီးရှိတယ်နောက်တစ်ခုကဘယ်လိုမျိုးပေပါတာမှာရေတော့ပိုဖြစ်တယ်ဆိုပြီးတော့မရှိပေမဲ့လည်းဒီမျိုးပြမှာနေတဲ့သူတွေကပေါ့နော်ဒီကျေးလက်မှာနေတဲ့သူတွေထက်စားလို့ရှိရင်တော့ပိုပြီးဖြစ်နိုင်ကြီးများတယ်ဖြစ်တာများကြတယ်ပေါ့နော်ဆိုတော့ဒါကတော့သူ့ရဲ့ဖြစ်နိုင်ခြေတွေရှိရတွေပဲဖြစ်တယ်။ဒီမှာပြောခဲ့တဲ့ဒီ bipolar မှာသူကအဓိက episode 3ခုရှိတယ် manic ရယ် hypomanic ရယ်ပြီးရင်ဒီ major depression ရယ်ပေါ့နော်ဆိုတော့ဒီ bipolar disorder မှာဆိုလို့ရှိရင်လည်းအမျိုးအစားအဓိကအပြင်ဆိုရင်3မျိုးခွဲထားတယ်type 1 type 2ရယ်ဒီ cyclothymic ရယ်ပေါ့နော်ဆိုတော့ type 1မှာဆိုလို့ရှိရင်ကျတော့သူက manic episode လာမယ်နောက်ပြီးလို့ရှိရင် hypomanic ဒါမှမဟုတ်ရင်ဒီ depression disorder ပေါ့နော်ဒီနှစ်မျိုးတွေကတစ်မျိုးနဲ့တွဲပြီးလာတာမျိုးပေါ့ဒုတိယtype မှာဆိုလို့ရှိရင်ကကြတော့ hypomanic ရယ်ပြီးရင်ဒီ depression disorder ရယ်တွဲလာတာမျိုးပေါ့နော်ဒီ hypomanic ကလောလောလတ်လတ်ဖြစ်စီဒီအရင်တုန်းကဖြစ်ခဲ့တဲ့ဟာဖြစ်စီပေါ့နော်ဒီလိုမျိုးနှစ်ခုတွဲလာတယ်နောက်တစ်မျိုးကကြတော့တတိယတစ်မျိုးကကြတော့သူကဒီ hypomanic ရယ်ဒီလို major depression ရယ်လို့တော့ဒီကောင်းစင်တက်လို့မရသေးဘူးသူတို့ကဒီယောဂဖြစ်နေပါတယ်ရယ်အထိတော့ဒီ symptom တွေကမပြင်းထန်သေးဘူးduration ကလည်းမကြာသေးဘူးဒါပေမဲ့သူတို့မှာဒီ symptom တွေရှိနေရဆိုလို့ရှိရင်လည်းဒါဒီ bipolar disorder ရဲ့နောက်ဆုံး type တစ်ခုအနေနဲ့ကိုသတ်မှတ်ပြီးတော့ကိုသမှုပေးလေးရှိရပေါ့နော်ခုပြောသွားတယ်ပေါ့နော်စလုံးအစိမ့်စိမ့်ကြီးပေါ့ manic hypomanic နဲ့ major depression ပေါ့ဆိုတော့ဒီဟာတွေကိုဘယ်လိုမျိုးသတ်မှတ်တာလဲဘယ်လိုလက္ခဏာမျိုးတွေဖြစ်ပေါ်လာတော့မှဒါလို့သတ်မှတ်တာလဲဘယ်လောက်အချိန်ကြာဖြစ်လာတော့မှဒီလိုမျိုးသတ်မှတ်တာလဲဆိုလို့ရှိရင်တော့ဒီ American Psychological Association ကထုတ်ထားတဲ့ DSM-5 ပေါ့ဒီ
ဒီလိုစိတ်ယောဂတွေကိုတတ်မှတ်တဲ့ဥစ္စာအခုဆိုရင်5ဖြစ်တဲ့ကြောင့်မို့ 5th edition ပေါ့နော်ဆိုတော့ဒီဟာအရာဆိုလို့ရှိရင်ဒီ manic နဲ့ hypomanic မှာတွေ့ရတတ်တဲ့ symptom တွေ DSM-5 အရာတွေ့ရတတ်တဲ့သူတို့တတ်မှတ်ထားတဲ့လက္ခဏာတွေနဲ့ကြာချိန်တွေကိုဒီမှာဝေမျှပေးသွားပါမယ်ဆိုတော့ manic နဲ့ hypomanic နဲ့ကရေဘူးရအဖြစ်တော့အတူတူပဲဖြစ်တတ်တဲ့လက္ခဏာတွေဒီအတူတူပဲဘယ်မှာပဲကွဲသွားလဲဆိုတော့သူတို့ရဲ့ severity ပေါ့နော်ဘလောက်ပြင်းပြင်းကိုယ့်ရဲ့ဘဝကိုယ့်ရဲ့လူနေမှုဘဝကိုရိုက်ခတ်လဲနောက်တစ်ခုကကြတော့ဒီ psychosis episode ပါမပါပေါ့ဒီဟာတွေပေါ်မှာမူတည်ပြီးတော့ဒီနှစ်ခုကကွဲသွားတာဆိုတော့သူတို့နှစ်ခုရဲ့ symptom တွေကိုပြောရမယ်လက္ခဏာတွေကိုပြောရမယ်ဆိုလို့ရှိရင်တော့ကိုအရင်ယုံကြည်မှုလွန်ကဲတာနောက်တစ်ခုကကြတော့လုံးဝမအိတ်တာမအိတ်ကိုမအိတ်ချင်တာအနည်းဆုံး9ရက်စက်တိုက်လုံးဝကိုမအိတ်ကိုမအိတ်ချင်တာမျိုးပေါ့နော်နောက်တစ်ခုကကြတော့အရင်ပြိုင်ဆိုင်လုံးစိတ်ပြင်းပြတယ်ကိစ္စတစ်ခုလုံးချစ်စိတ်တွေအရင်များတယ်ဒီလိုမျိုးပေါ့နော်တစ်ခုကကြတော့ရှီမန်းချက်တွေအရင်ပြင်းပြလာတာအဲ့ဒီချိန်ကျတော့မှဟိုဟာဖြစ်ချင်တဲ့စိတ်တွေဒီဟာဖြစ်ချင်တဲ့စိတ်တွေအဲ့လိုမျိုးရှီမန်းချက်တွေအရင်ပြင်းပြလာတာအဲ့ဒီအပြင်ကိုနောက်တစ်ခုကနောက်ဆုံးတစ်ခုကသူကဘာမှမစင်စားတော့ဘဲနဲ့လောက်ချင်တာကြီးလောက်ပြစ်တာပေါ့နော်ဥပမာဆိုရင်ဒီလိုပြားတော့အဖြစ်တော့ဒီဟာတွေကမကောင်းတဲ့ရလက်ရနိုင်မှာရမှာတေးကြတဲ့ကိစ္စတွေများတယ်တေးကြတဲ့ကိစ္စတွေကိုလောက်ပြစ်တာမျိုးတွေများတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်နာမည်မှန်းတိရတဲ့အနာခံပြီးတော့လောက်ပြစ်တာမျိုးတွေနောက်တစ်ခုကကျတော့ဒီ sexual desire ကိုပေါ့နော်ဒီလိုရက်တဲ့ဘက်ပိုင်းကြာအောင်ဒီစိတ်ပဲရှိနေရမျိုးတွေပေါ့နော်ဒါဝက်လုံးမိနေရမျိုးတွေနောက်တစ်ခုကကျတော့ဒီ business ပိုင်းမှာဆိုလို့ရှိရင်ဒီဟာရှုံးမှန်မှတိရက်နဲ့ကိုလုံးဝ invest လုပ်လိုက်တာမျိုးပေါ့နော်ဘာမှမစဉ်းစားမနဲ့အဲ့လိုမျိုးတွေကိုယ့်ဘက်ကဆုံးရှုံးမှာတွေပဲကိုယ့်မှာနာကျင်ရမှာတွေပဲတည့်ရတာနဲ့ကိုလုပ်ပြတာမျိုးတွေပေါ့နော်ဒီလိုလက္ခဏာတွေတဲက3ခုနဲ့အထက်ရှိတယ်နောက်တစ်ခုက manic မှာဆိုလို့ရှိရင်9ရက်ဇက်တိုက်ရှိလာတယ်နောက်မှ hypomanic မှာဆိုရင်ကဒီလိုလက္ခဏာတွေ3ခုနဲ့အထက်ကို4ရက်ဇက်တိုက်ရှိလာတယ်ဆိုလို့ရှိရင်တော့ဒါဒီ manic episode ရနေတယ် hypomanic episode ရနေတယ်ဆိုပြီးတော့သတ်မှတ်လို့ရတယ်အဲ့ဒီအပြင်ကိုဒီ manic မှာဆိုရင်ကကြတော့သူက psychosis episode ပါလာတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် psychosis ကိုပြန်ရှင်းပြမယ် psychosis ဒီတကယ်တော့ယောဂတခုမဟုတ်ဘူးသူကလက္ခဏာတစ်မျိုးသာဖြစ်တယ်ဆိုတော့ဒီ psychosis episode မှာဆိုရင်ဘာတွေပါလဲဘလို့တွေဖြစ်တယ်လဲဆိုတော့ထင်အောင်ထင်မှားဖြစ်တာတွေမြောင်မြင်မှားဖြစ်တာတွေပေါ့နော်ဒီလိုမျိုးတွေပါတယ်နောက်တစ်ခုကကိုsuper power ရှိနေတာမျိုးဒါမှမဟုတ်ရင်သူများတွေကကိုယ်ကိုပဲဝေဖန်နေတယ်ကိုယ်အကြောင်းမပြောနေရဆိုပြီးထင်အောင်ထင်မှားဖြစ်တာမျိုးတွေနောက်တစ်ခုကဒီလို sense ဒီလို smells တွေပေါ့နော်ဒီလိုဒါတွေကိုထင်အောင်ထင်မှားရနေတာမျိုးတွေပေါ့နော်ဒီလိုဟာတွေလည်းပါတယ်နောက်တစ်ခါကျတော့ဒီ psychosis ဖြစ်နေချိန်မှာဆိုရင်လူတွေနဲ့မတွေ့ချင်တာမျိုးအထီးတွေမလုပ်ချင်တာမျိုးအဆိုးဆုံးနောက်တစ်ခုအဆိုးဆုံးကကြတော့သူကအရန်ပုံမှန်နဲ့မတူဘဲနဲ့ aggressive ဖြစ်လာတာဒီလိုစိတ်မတိုသင့်တဲ့ကိစ္စလေးတော့မှစိတ်တိုတယ်cherry လက်တွေပါတယ်ပစ္စည်းတွေရိုက်ခွဲတယ်ပေါ့နော်ဒီလိုမျိုးတောင်းကျမ်းလာတာပေါ့ဒါမျိုးဆိုလို့ရှိရင်တော့ဒါ psychosis episode ပါလာတယ်ဒီလို psychosis episode လည်းပါလာတယ်ယောဂဒီအခုရှိရပြောခဲ့တဲ့လက္ခဏာတွေတဲက3ခုလည်းရှိနေပြီးတော့9ရက်ဆက်လိုက်လည်းဖြစ်နေပြီဆိုလို့ရှိရင်တော့ဒါဒီ manic episode ဖြစ်နေရဆိုပြီးတော့သတ်မှတ်လို့ရတယ်ဆိုတော့ဒီ manic episode ကကြတော့သူကအရင် severe ဖြစ်တယ်လုံးလိုက်တဲ့အလုပ်တွေဒီကိုယ့်ရဲ့ဒီ social life ကိုယ့်ရဲ့ဒီလိုပေါ့နော်အလုပ်ကိုင်း professional life ကိုတခါလေကြာလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးကိုပါထိခိုက်စေတဲ့အထိဖြစ်နိုင်တယ်လိုအပ်လို့ရှိရင်သူကိုစိတ်ယုံတက်ပြီးကုသမှုခံယူရတာတွေပါဖြစ်တတ်တယ် hypomanic ကကြတော့အဲ့ထက်နည်းနည်းပိုပြီးတော့ severity ကလျော့တယ်နောက်ပြီးတော့ကိုယ့်ရဲ့ဒီလိုပေါ့နော် social professional မှာဆိုလို့ရှိရင်ထိခိုက်မှုမရှိဘူးစိတ်တွေကတက်ကြွနေတာမျိုးတွေဒီလိုအတွေးတွေဝင်နေတာမျိုးတွေတော့ရှိတယ်ကိစ္စတချို့လည်းလောက်ကောင်းလုပ်လိုက်မယ်ဖြစ်ပေမဲ့ပဲဒီဟာကကိုယ့်ရဲ့ဒီလို life မှာဆိုလို့ရှိရင်လာပြီးတော့အကျိုးသက်ရောက်မှုအရင်ပေါ့နော်ဆိုးတဲ့ဆိုးကျိုးတရားမှုတွေမရှိနေဘူးပေါ့ဒါမျိုးကိုဆိုလိုတာအဲ့တစ်ခုသွားမယ်ဆိုရင် major depressive disorder ပေါ့ဒီ depression episode လာပြီးဆိုရင်ကကြတော့ဘယ်လိုမျိုးလက္ခဏာတွေတွေ့ရတတ်လဲဆိုတော့အစောနာနဲ့ပြောင်းပြန်နေဖြစ်မယ်ကိုယုံကြည်မှုအားနည်းသွားတာကိုလုံးဝကိုပေါ့နော်ကွာငါမဖြစ်နိုင်ဘူးပေါ့ငါမတော်ဘူးဒီလိုမျိုးတွေတွေးထင်လာတာနောက်တစ်ခါကျတော့အိတ်မပျော်တာဒါမှမဟုတ်လို့ရှိရင်အရန်အိတ်တာပေါ့နော်တနေ့ကုန်လုံးအိတ်တယ်တညလုံးအိတ်တယ်နောက်တစ်ခါကျတော့ဒီအကြောင်းရင်းမရှိဘဲနဲ့ weight ကကျသွားတယ်ဒါမှမဟုတ်လည်းအကြောင်းရင်းမရှိဘဲနဲ့ weight တက်သွားတယ်ပေါ့နော်နောက်တစ်ခါစားခြင်းစိတ်ကရုပ်တရက်ပုံမှန်ထက်စားခြင်းစိတ်နည်းသွားတယ်ဒါမှမဟုတ်အရင်အစားတောက်စားခြင်းစိတ်တွေအရင်များလာတာပေါ့ဒါဆိုရင်လည်းဒါဒီ major depression disorder ရဲ့ဒီလက္ခဏာတစ်ခုတည်းကပါတယ်နောက်တစ်ခါကျတော့လူတွေနဲ့စကားမပြောချင်တော့တာအဆိုးဆုံးကတော့ဒီသေခြင်းနဲ့ပေါ့နော်ငါသေသွားရင်ကောင်းမယ်ငါသေခြင်းနဲ့ဒီလိုမျိုးအတွေးတွေဝင်လာတာပေါ့နော် plan တွေမရှိသေးပေမဲ့လည်းအတွေးတွေဝင်လာတာမျိုးတွေဒီ symptom တွေကတော့ဒါဒီ symptom တွေက9ခုနဲ့အထက်
ပြီးရင်နှစ်ပတ်ဆက်တိုင်းရှိနေပြီဆိုလို့ရှိရင်တော့ဒါက major depressive episode အနေနဲ့သတ်မှတ်လို့ရတယ်ပေါ့နော်ဆိုတော့အခုဒီ bipolar disorder ဒီစိတ်အတက်ကြမြန်တဲ့ယောဂမှာဖြစ်တတ်တဲ့ episode တွေရဲ့လက္ခဏာတွေနဲ့ကြာချိန်နွေး severity တွေကိုရှင်းပြပြီးသွားပြီဆိုတော့ဘယ်လိုမျိုးကုသမှုခံယူရလဲဘယ်လိုမျိုးကုသမှုခံယူလို့ရလဲလို့ဒီဟာတွေကိုထပ်ပြီးတော့ရှင်းပြပေးသွားမယ်ပေါ့နော်အဲ့တော့နံပါတ်1ချက်အနေနဲ့ကတော့ဒီ medication ပေါ့ဆေးတောက်ရတယ်psychiatric တွေကနေပြီးတော့ prescribe လုပ်တဲ့ဆေးတွေကိုပုံမှန်တောက်ပေးရတယ်အဲ့တော့တချို့တွေမှာဆိုလို့ရှိရင်အယူအဆမှားနေတာကဘာလဲဆိုတော့ဒီကိုက depressive ဖြစ်တဲ့ episode မှာပဲဒီဆေးတွေတောက်ရမယ် manic ဖြစ်နေပြီစိတ်တွေရမ်းတက်ကြွနေပြီအလုပ်တွေလောက်ကောင်းနေပြီဆိုရင်ဒါဆေးတွေတောက်စရာမလိုတော့ဘူးဆိုပြီးထင်တတ်ကြတယ်မဟုတ်ဘူးအချိန်တိုင်းမှာတောက်နေရမယ်လူကဆေးထောက်ပြီးသွားပြီဆိုလို့ရှိရင်ဒီပေါ့နော်အခြေအနေကို control လုပ်နိုင်တဲ့အခြေအနေရောက်ပြီဆိုလို့ရှိရင်ကဒီ counseling therapy ယူရမယ်ပေါ့နော် counseling therapy မှာဆိုရင်တော့များသောအားဖြင့်တော့ဒီ cognitive behavioral therapy နဲ့training ပေးတာများတယ်ပေါ့နော် counseling therapy ယူရမယ်တတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်ကကြတော့ဒီအရှိကနှစ်ခုပေါ့နော်ဒီလူကဆေးတွေလည်းတောက်နေတဲ့တန်းနဲ့ဒီဆေးတွေကသူ့အပေါ်မှာ effect မရှိနေတော့ဘူးပေါ့နော်ဒီဟာကို reaction တွေမရှိနေတော့ဘူးဆိုလို့ရှိရင်တော့ဒီ brain stimulation therapy ထပ်ပြီးတော့ပေးလို့ရသေးတယ်ပေါ့နောက်ဆုံးတစ်ခုအရင်အရေးကြီးတာကကြတော့ဒီလူနာနဲ့လူနာရှင်ကိုပေါ့နော် psycho education ပေးတာဘာလို့လဲဆိုတော့ဒီ bipolar disorder ဆိုတာကတရက်ထဲမှာဖြစ်တဲ့ယောဂမျိုးမဟုတ်ဘူးသူပေါ့နော်ဒီတစ်နှစ်အတွင်းမှာဒီ episode လာလိုက်ဟို episode လာလိုက်အဲ့လိုမျိုးဖြစ်တာမျိုးပေါ့နော်ဆိုတော့ဒီဟာကို diagnose လုပ်ဖို့အတွက်ဆိုလို့ရှိရင်လည်းလွန်ခဲ့တဲ့ဒီနှစ်တွေအတွင်းမှာဆိုလို့ရှိရင်တော့ဒီလိုမျိုးတွေဒီလိုလက္ခဏာမျိုးတွေရှိထားလားဒီလိုမျိုးတွေဖြစ်ထားဘူးလားဒီလိုတွေမေးပြီးတော့မှ diagnose လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့လူနာနဲ့လူနာရှင်ဒီလက္ခဏာတွေနဲ့ဒီယောဂတွေအကြောင်းကိုသိနေမှဖြစ်မယ်သူတို့သိနေပြီးတော့မှသူတို့သတိထားပြီးတော့မှပြောပြနိုင်တဲ့အချိန်ကြတော့မှဒါဒီမှန်ကန်တဲ့ယောဂအမိတက်မှုနဲ့မှန်ကန်တဲ့ကုသမှုကိုရရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ psycho education ကလည်းအရန်ကိုအရေးကြီးတယ်ပေါ့နော်ဆိုတော့ဒီနေ့ပြောသွားတာတွေထဲမှာဆိုလို့ရှိရင် bipolar disorder အကြောင်းတွေဘယ်လိုလက္ခဏာမျိုးတွေရှိတတ်တယ်ဘယ်လိုကုသမှုတွေခံယူလဲရလဲဆိုတဲ့ဥစ္စာတွေကိုအကြမ်းပြင်းတော့တိလောက်ကြပြီလို့တော့ပြောလင်းနေပေါ့နော်အဲဒါကြောင့်မလို့ဒီအခုကနေစပြီးတော့ပေါ့နော်ကို့မှာ anxiety ရှိတယ်ကို့မှာ stress ရှိတယ်ပေါ့နော်စိတ်ဖိစီးနေတယ်စိတ်သောကတွေရောက်နေရဆိုလို့ရှိရင်လည်းဒီအောင်ဒီတိုင်းမထားဘဲနဲ့တိချကို manage လုပ်ဖို့လိုအပ်တယ်counseling ဒီလိုပေါ့နော်ဆွေးနွေးကုသမှုခံယူဖို့လိုတယ်ဆိုလို့ရှိရင်လည်းဆွေးနွေးကုသမှုစောစောစီးစီးခံယူဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခါကျတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကဒီအရှိမပြောခဲ့တဲ့လက္ခဏာတွေအတိုင်းဖြစ်နေတယ်ရက်သက်တစ်ပတ်တွေလည်းကြာနေပြီးဒီလိုမျိုးတွေတွေ့ရတယ်ဆိုလို့ရှိရင်လည်းကိုယ့်အကိုတယောက်တည်းကြိတ်မခံမဲနဲ့ပတ်ဝန်းကျင်ကိုအကူအညီတောင်းမယ်လိုအပ်တဲ့ကုသမှုကိုစောစောစီးစီးခံယူမယ်ဆိုလို့ရှိရင်ဒါအရင်အကျိုးကျေးဇူးများတယ်အဲ့တော့ပတ်ဝန်းကျင်အနေနဲ့ဆိုလို့ရှိရင်လည်းကိုယ့်ပတ်ဝန်းကျင်မှာဒီလိုလူမျိုးရှိမှပြောခဲ့တဲ့လက္ခဏာမျိုးတွေတွေ့နေရတယ်ကိုလည်းသတိထားမိနေရကြာပြီဆိုတာဒါမျိုးတွေရှိရဆိုလို့ရှိရင်ဒီတိုင်းမထားဘဲနဲ့နူးညံ့တဲ့ဒီလိုနီးလန်းနဲ့ပေါ့နော်နူးလန်းတိမ်မွေးတဲ့စကားလုံးလေးတွေနဲ့စကားပြောလေးတွေနဲ့ဒီလူကိုဒီလိုကုသမှုတွေခံယူလာဖို့အတွက်ကိုကူညီပေးလို့ရတယ်လို့အဲ့လိုရှင်တခြားကူညီပေးပေါ့နော်ဆိုတော့ဒီလိုမျိုးနဲ့မှဒါနဲ့ကိုပတ်ဝန်းကျင်ကပျော်ရွှင်ပြီးတော့တာယာကျမ်းမာတဲ့ပတ်ဝန်းကျင်တစ်ခုကိုတည်ထောင်နိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့ဒီ bipolar နဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုဆွေးနွေးပြီးတော့တာဖြစ်ပါတယ်နောက်နေ့တွေမှာဆိုလို့ရှိရင်လည်းphysiotherapy နဲ့ဆိုင်တဲ့အကြောင်းအရာတွေ psychology နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုထပ်ပြီးတော့ဝေမျှပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကို subscribe လုပ်ထားပေးဖို့မြတ်တာရက်ခံပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်